ကျွန်တော်ဒီနေ့ကတော့ N3 ရဲ့ token လေးကိုပြပြပေးမှာဖြစ်ပါတယ်ဒီ token လေးမှာကျတော့ကျွန်တော်တို့က zero hammer key နဲ့ပတ်သက်တဲ့ token လေးဖြစ်ပါတယ်အဲဆိုကျွန်တော်တို့မေးခွန်းအချိန်ဖတ်ကြည့်မှာနော်zero hammer key ကတိုင်း key ကိုမူတာစကိုက်ရှိတဲ့လိုရောနေမြေလို့တော့နာဆဲကနော် zero hammer key ကတဲ့ဒီ layer system ရောလက်သက်အသုံးပြုနေလို့မြင်နေရတာဘာကြောင့်မှလဲဒီကြည့်ပါကြည့်မယ်zero hammer key のアナログを製造やこする技術がなかなか進まないからzero hammer key ရဲ့ アナログဆိုရတဲ့ system တွေကိုချွေးသားနိုင်မဲ့နေလမ်းပေါ့နော်အနည်းပညာဟာတဲ့တိုးတက်မှုမရှိတဲ့အတွက်ကြောင့်ပါတဲ့နေပဲ誰も使っていない時も明かりがついているからဘယ်သူမှအသုံးမပြုနေတဲ့အချိန်မှလည်းပဲမီးလင်းနေတဲ့အတွက်ကြောင့်ပါတဲ့ zero hammer key ကနော်မီးလင်းနေတဲ့အတွက်ကြောင့်လည်းစံပန်နောက်တစ်ခုကကျတော့昼だけでなく夜になっても使う人がいるからပေါ့နော်နေကင်းဘက်ဒေတာမှာကညဘက်မှာလည်းပဲအသုံးပြုတဲ့လူကရှိတဲ့အတွက်ကြောင့်ပါတဲ့ရှုံးမှန်マチアビルなど様々な場所にたくさん置いてあるからပေါ့နော်ဒီနော်မျိုးတွေဒီအဆောက်အဦတွေနော်နေရဒေတာအသီးသီးမှာအများကြီးထားတဲ့အတွက်ကြောင့်ပါဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကမင်းကိုအသေးချာနားလဲတယ်ဆိုရင်အဖြေရှာလာလွယ်တယ်ပေါ့နော်အဲ့ဆိုဂျီရိုဟမ်မက်ကီရဲ့လဲဆိုအလဲအသက်အသုံးပြုနေလို့မြင်နေတာဘာကြောင့်လဲလို့ပြောချင်တာအဲ့ဒီအတွက်ကျွန်တော်တို့ကအဖြေရှာကြည့်ကြမယ်ဟုတ်နော်စာပိုက်ဖတ်ကြည့်မယ်နော်マチアビルで見かける飲み物の自動販売機は便利だがပေါ့နော်အဲဆိုမျိုးပေါ်တွေမှာဖြစ်ဖြစ်ဒီအစာအုပ်တွေမှာဖြစ်ဖြစ်မြင်တွေ့ရလေးရှိတဲ့ဒီပေါ့နော်တောက်စီရတဲ့ရောင်းတဲ့自動販売機ဟာတဲ့便利だがအဆင်ပြေတာတော့ပြည်ပြီမဲ့တဲ့夜誰も使っていないのにညဘက်တွေမှာပဲဒီမှာအသုံးမပြုနေပြီမဲ့အကာရီကစိတ်သေးတူတော့見るとပေါ့နော်ဒီ自動販売機မီလေးနေတာကိုမြင်တွေ့ရရင်တဲ့ဓာတ်ကြီးတိုင်းကိုမူတာစကိုက်သေးရရောနေခန်းချရတယ်လို့ဘာမှတော့မိသားကလျှက်စစ်တာကလည်းအလဲအသုံးပြုနေတယ်လို့ခံစားရပါတယ်တဲ့သူပြောတဲ့ညမှာဘယ်သူမှမရှိတဲ့အချိန်မှာမီလင်းနေလို့ပြောတော့ကျွန်တော်တို့ရဲ့အဖြစ်အပဖြစ်မှလဲဆိုတော့နေပန်ဖြစ်မယ်ဒါလည်းမစကားတဲ့နေတဲ့တိုကီမှာအကာရီကဆွေးတဲ့ဣရုခါရာဆိုတဲ့အဖြစ်ဒီပါဖြစ်မှလဲနေပန်ဖြစ်မယ်နော်အဲဆိုကျွန်တော်တို့ကအောက်ကစာပိုက်တွေပါဆက်ပြီးတော့ဖတ်ကြည့်မယ်ပေါ့နော်しかしဆိုတော့တော့ပေါ့နော်ချစ်စောအမှန်တကယ်ကတော့ジロハマキはエネルギーを節約する技術が非常に進んでいる機会であるပေါ့နော်တကယ်တော့ジロハマキဆိုတာတဲ့ဒီလက်စစ်စွာတွေကိုခြွေသားနိုင်မဲ့နည်းပညာအလွန်အမင်းကိုပဲတိုးတက်နေတဲ့စက်ပစ္စည်းပဲဖြစ်ပါတယ်တဲ့။နော်။ဆိုကိုနီပါတဲ့အဲ့ဒီနေရာမှာဆိုဒီစက်ပစ္စည်းဂျီရိုဟမိုက်ကီမှာတဲ့ဒိုးတို့ရောနာခုဖူကအရုံးတာတော့ကဘယ်လိုမျိုးတီထွင်ဖန်တီးမှုတွေရှိတာဗာလဲပေါ့နော်တီထွင်ဖန်တီးမှုတွေရှိတာလဲပေါ့နော်အဲဒါဆိုကျွန်တော်ပြောတာမယ်နောက်တစ်ခါကျတော့မားစုပထမဆုံးအနေနဲ့ကတော့တဲ့စနတိုင်းနိုမီမွန်တော့ဇမ်ဘူယာဆုနော်ဒေဝနာကုတ်နော်စနတိုင်းနိုမီမွန်တော့ကျွန်တော်တို့ပြောတယ်ဘာမှတော့ဒီပေါ့နော်တောက်တရတယ်ကျွန်တော်တို့ဆိုရေးအေးလေးတွေတောက်ရကြိုက်တယ်နော်အဲ့လိုမျိုးနော်အေးလေးပေါ့နော်အေးတွေပေါ့ကွာအဲဆိုဇမ်ဘူဟီယာဆုနော်ဒေဝနာကုတ်အားလုံးတော့အေးခံတာမဟုတ်ဘူးเนาะအဲ့ဒါသူဂျီရိုမိုက်ကလေးမှာရှိတဲ့ဥပမာအခုတရားလုံးရှိရဆိုရင်အခုတရားလုံးကိုသူအေးခံတာမဟုတ်ဘူးတဲ့ဥရုချောကုဇန်ဆိုတာမယောင်းခင်အချိန်လေးကိုပြောချင်တာเนาะဥရုချောကုဇန်တော့ဘွန်တာကေဟီယာဆွယောနီနာတေတို့เนาะအဲ့ဆိုတော့သူပြောတယ်မယောင်းခင်ပမာဏမယောင်းခင်အချိန်လေးမှာပဲသူပြောချင်တာကရောင်းမဲ့ပမာဏလောက်ပဲဟီယာဆွယောနီနာတေတို့အေးခံတာပဲဖြစ်ပါတယ်ရအောင်เนาะအဲ့ဒါသူက9ခုရောင်းမယ်ဆိုရင်အဲ့9ခုလောက်ပဲသူကဘာဖြစ်မှာလဲအေးခံတယ်အဲ့လိုမျိုးပေါ့เนาะအဲ့တော့ဂျီရိုမိုက်ကの中にあるコンピューターが曜日や時間による売れ方の変化を見てသူပြောထားတယ်ဂျီရိုဟမ်မက်ကရဲ့အတွင်းထဲမှာရှိတဲ့ကွန်ပျူတာဆိုတဲ့ကွန်ပျူတာပေါ့နော်ကွန်ပျူတာကတဲ့曜日ဆိုတဲ့နေ့ရက်ပေါ့နော်နေ့ရက်နဲ့အချိန်ပေါ်လိုက်ပြီးတော့တဲ့時間によるနော်အချိန်ပေါ်လိုက်ပြီးတော့တဲ့売れ方の変化を見てနော်ရောင်းကုန်တာသူကဘာဖြစ်မှာရောင်းတဲ့နေလမ်းနဲ့သူကပြောင်းလဲတာပေါ့နော်変化を見てပြောင်းလဲတာကိုတဲ့သူကဖတ်တာပေါ့ကွန်ပျူတာကနေဘာဖြစ်မှာကျွန်တော်တို့ကဖတ်တယ်ပေါ့နော်အခြေအနေကြည့်ပါပေါ့နော်ရောင်းတဲ့နေလမ်းနဲ့သူကဘာဖြစ်မှာလဲသူကစကန်တက်ပြီးတော့ပြောင်းလဲတယ်ပေါ့နော်အဲ့လိုပုံစံလေးတွေတွေ့ကြည့်ရဲဆိုင်ရှောကတော့ခါဆိုတာကေအိုဟီယာဆိုတော့တဲ့အဲ့တော့အနည်းဆုံးပမာဏလောက်ပဲသူကဖြစ်လာတယ်အေးခန္ဓာပါတဲ့တခါရတဲ့ဒါကြောင့်နဲ့တန်းခိတိုင်းကစကုနာခုတဲ့စမှုဆိုသူပြောချင်တာကလက်စမီတာကတက်တာနဲ့ပဲချွေတာနိုင်တယ်လို့ပြောချင်တယ်ရမနော်အဲ့တော့မတာနောက်ထပ်စမတိုင်းနိုမီမနိုတော့အတတခိုင်နိုမီမနိုဒိုချီနီဥရောဂျီတိုဟမ်မန်ခိနော်ပိုင်းသူပြောတယ်အေးနဲ့အပူနဲ့ကိုရောင်းတဲ့ဟိုပါတော့ဂျီရိုဟမ်မန်ကအဲ့လိုလေးဆင်းအောင်စစ်ပေါ့နော်အဲဆိုရင်လည်းစမတိုင်းနိုမီမနိုရရှိတာတိုခီနီဒေရိုနေဆိုစကတဲ့အဲဆိုတော့စမတိုင်းနိုမီမနိုပေါ့နော်တော့နိုမီမနိုအေးခံလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့နေဆိုစကဒေရိုပေါ့နော်ထွက်လာအေးခံလိုက်တာနဲ့ဘာထွက်လာလဲအပူထွက်လာအဲ့ထွက်လာတဲ့အပူနဲ့ပဲသူကဘာဖြစ်မှာလဲနောက်ကျွန်တော်တို့ကဒီနော်အတတမဲလို့လုပ်လို့ရတယ်လို့သူကပြောချင်တာရနော်အဲဆိုစမတိုင်းနိုမီမနိုရရှိတာတိုခီနီဒေရိုနေဆိုစကတဲ့အတတခိုင်နိုမီမနို
တတမဲတို့ကိုတော့တဲကလေးရောနေနာတဲ့အေးလို့ပြောတာရနော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီတောက်စီရကိုအေးခံလိုက်တဲ့ခါမှာဘာထွက်လာလဲဆိုအပူထွက်လာအဲ့ထွက်လာတဲ့အပူနဲ့ပဲကျွန်တော်တို့ကအဲ့တောက်တဲ့ဘာလုပ်လို့ရလဲဆိုတော့အပူပေးလို့ရတယ်အတတမဲတို့ကိုတော့တဲကလေးရောနေနာတော့ဆိုတော့ပူနွေးအောင်လုပ်လို့ရတယ်အပူပေးလို့ရတယ်လို့ပြောအဲ့ဒီကျွန်တော်တို့ကဘယ်လိုပြောလဲတောက်ပထမကအေးလို့ချင်တာဖြစ်တယ်အေးကိုပထမတစ်ခါလုပ်နေနောက်တစ်ခါကျတော့ငါတို့အပူတောက်ချင်တာဖြစ်တယ်အေးတာမတောက်ချင်အပူတောက်ချင်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကနှစ်ခါလုပ်နေတယ်မလို့တော့သူ့ရဲ့ဒီဂျီရိုဟမ်မက်ကီစက်မှာရှိတဲ့ကွန်ပျူတာ carry လုပ်နေရနော်အဲ့လိုလုပ်နေရဆိုတော့ဒီတောက်စီရအေးခံလိုက်တာနဲ့အပူထွက်လာတဲ့အပူနဲ့ပဲကျွန်တော်တို့ကအတတမဲလုပ်လို့ရတယ်လို့ပြောချင်တယ်အဲ့ဒါတန်းခေတိုင်းကအတတဟာလေးလို့ပြောချင်တယ်ရနော်ဤကျိုးတော့ရောနာဆာမနာကေချစ်စုနေရတဲ့အပေါ်မှာရှိတဲ့နော်အမျိုးမျိုးတဲ့နည်းပညာတွေကြောင်းနဲ့ဂျီရိုဟမ်မက်ကီရဲ့တန်းလျက်ခုနော်ရှော်ဟီကိုဟေရာစုကိုတော့တေခိတာနော်တဲ့အဲ့လိုရနော်ဂျီရိုဟမ်မက်ကီကတန်းလျက်ခုနော်ရှော်ဟီဆိုတာဘာလဲမှာလျက်ဆိုတာကုန်ကြစီတွေကိုဟေရာစုကိုတော့တေခိတာနော်တဲ့အဲ့ချွေဘာမှတော့ဟဲရာဆိုနဲပေါအောင်လုပ်လို့ရတယ်လို့ပြောချင်တာညာနော်ရောကြနိုင်ပါတယ်လို့ပြောအဲ့တော့ကျွန်တော်တို့ကတန်းလျက်ခွန်းတော့ short ရေးဆိုတော့လျက်စစ်ဒါသုံးဆွဲမှုတွေကိုဘာမှရောနေအောင်လုပ်နိုင်တဲ့ set ဖြစ်ပါတယ်လို့ပြောချင်တာရမှာအဲ့ဆိုကျွန်တော်တို့ကနေပါတော့ကြည့်မယ်ဂျီရိုဟမ်မက်ကီနော်နော်မီမိုနိုနော်ဟီယာရှိခတာတော့ရှိတယ်ထာရရှိမိုနိုအတော်လေးကပါနော်ဂျီရိုဟမ်မက်ကီရဲ့တောက်စီဟာပေါ့နော်အေးခံတဲ့နီလန်းနေနဲ့ပတ်သက်ပြီးတော့ဘယ်ဟာအမှန်တရားဖြစ်ပြီလဲအဲ့ဆိုနံပါတ်1ကျူနီဟီယာဆိုတော့တေဝနာကိုရုပ်ကြည့်တော့အေးခံတာမဟုတ်ဘဲနဲ့ကွန်ပျူတာတွေခန်းလေးရှိနာကယူခရီဟီယာဆိုတဲ့ဖြည်းဖြည်းချင်းပဲအေးခံတယ်လို့မပြောထားတဲ့အတွက်နံပါတ်1ကမှားတယ်နော်နံပါတ်2ကွန်ပျူတာနဲ့ရတဲ့ဥရုချုပ်ကစားနေမိချခိုင်ချိကန်တဲ့ဟီယာဆိုအချင်းတိုတိုလေးနဲ့ပဲအေးခံတယ်လို့သူကပြောမထားဘူးနော်အဲ့ဒါသူပြောတယ်ဥရုချုပ်ကစားဆိုတာရောင်းမဲ့ပမာဏတော့မရောင်းခင်လေးမှာသူကအေးခံတယ်လို့ပုံစံပြောချင်တယ်နော်အဲ့ဒါနံပါတ်2ကလည်းမှားတယ်နံပါတ်3ကိုကြည့်ကြအောင်ကွန်ပျူတာကစိုးတုံတော့အုံတုံတော့ဟန်ကနော်အပြင်မဲမှာရှိတဲ့အပူချင်းပြောင်းလဲမှုတွေကိုသူတို့ကဘာလဲမှာဖတ်ပြီးတော့အေးခံတယ်မဟုတ်ဘူးနော်နံပါတ်3လည်းမှားတယ်နံပါတ်4ကိုကြည့်ကြအောင်ကွန်ပျူတာတဲ့ ISO のくらい売れるのかわかるのでその分だけやဆိုကွန်ပျူတာမှာလည်းဘယ်ချိန်လောက်ပေါ့နော်ဘယ်လောက်ရောင်းပုံလဲဆိုတော့သူကထပ်နိုင်တယ်ပေါ့နော်တိတယ်အဲ့ဒီတိတဲ့တွေ့ချာအဲ့ဒီဆွန်နိုဘွန်တက်ခဲ့ရဆိုအဲ့ဒီပမာဏလောက်ပဲအေးခံရနော်ဥပမာကလက်ချင်မှာ9ခုလောက်ပဲရောင်းကုန်မယ်ဆိုရင်သူက9ခုလောက်ပဲအေးခံတယ်လို့ပြောချင်အဲ့အတွက်အဖြစ်ဒီပါဖြစ်မှာလေယွန်မန်ဖြစ်မယ်ရနော်နောက်တစ်ခုဆန်မန်သွားခြင်းနဲ့ဂျီရိုဟမ်မက်ကီနော်အန်နယ်ကီနဲ့ဆက်ဆက်ရဟိုတို့ရှိတဲ့ထာရှိမိုးနော်တို့တွေကပေါ့နော်ဂျီရိုဟမ်မက်ကီရဲ့အန်နယ်ကီဒီပေါ့နော်တူစွမ်းရဲ့အလျက်ဆက်တာချွေတာတဲ့နီလန်းအနေနဲ့မှန်ကန်တဲ့ရာပဲဟာလဲနံပါတ်1ချစ်ချင်းပဲဆုမဲတိုင်းမမင်းတို့ဟီယာဆုတော့နေစငါတဲရနော်တဲ့ဆိုရတဲ့အတတခိုင်နော်အတတမဲတို့အဲ့အတွက်အဖြေဒီပါပြမှာလဲအချင်းဖြစ်မယ်အဲ့နော်တောက်ကြအေးခံလိုက်တာနဲ့အပူထွက်လာတဲ့အပူနဲ့ပဲအဲ့တော့ကျွန်တော်တို့ကအတတခိုင်နော်မင်းတို့ဘာလို့မှာတော့အတတမဲတို့ပူဟောင်းပူပေးလိုက်တယ်လို့ပြောချင်တဲ့အတွက်အဖြေဒီပါပြမှာလဲအချင်းဖြစ်